င်္ဂလာပါခင်ဗျာဒီနေ့ကတော့ဦးစင်းရဲ့ YouTube channel ကနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါတယ်ဦးစင်းကြတော့ YouTube channel လို့ပြောပေမဲ့Facebook မှာလည်းပဲကိုယ့်ရဲ့ဘွေးနာမည်နဲ့တင်တာမျိုးလေးရှိပါတယ်ဒီကဗီဒီယိုတွေကိုပို့လေဆိုတော့လောကိုင်းမှာအနှောင့်အယှက်အငြိအကျေးဖြစ်စေတတ်တဲ့ဆန့်ကျင်ဖက်အကြောင်းတရား၈ခုရှိပါတယ်ဒီဦးဇင်းတို့ဆယ်ကနေဘက်မှာဆိုရင်တော့6ခုပြမှာပေါ့နော်အခုအဲချက်ကနေဘက်ဆိုတော့8ခုပြတာပါဓမ္မပဒမှာဆိုရင်လေ6ခုလောက်ပါတယ်နဲ့တူတယ်မှတ်တော့မမှတ်မိန်တော့သေချာပြန်ကြည့်ရမယ်အဲ့တော့ပါဠိလေးပါတယ်အဲ့မှာအသေဇာယမလမန္တာအနုထာလမလာဂရန်ဆိုပြီးတော့ဆိုတော့အဲ့ဒီပါဠိကိုတော့ထားလိုက်ပါတော့ဒီနေ့ဗမာလိုပဲဦးဇင်းရဲ့ YouTube channel ဓမ္မ story channel မှာပြန်ပြီးတော့တင်ဆက်ပေးပါမယ်နံပါတ်1ပါလဲဆိုလို့ရှိရင်ပြန်ပြီးတော့မလေးကျင့်တာပေါ့နော်ဒီစာဆိုလို့ရှိရင်ဒီစာရပေါ့နော်ပြန်ပြီးတော့ပြန်မကြည့်တာပြန်ပြီးတော့မနှွှဲတာအာကုံပြန်မတရေစေတာပေါ့လေအဲ့တော့အဲ့ဒီမတရေစေခြင်းကပြန်ပြီးတော့မလေးကျင့်ခြင်းကအတက်ပညာရဲ့အညစ်အကြေးပါတဲ့အဲ့တော့ပြန်ပြီးတော့ထက်တလေးလေးပြန်မလေးကျင့်ဘူးဆိုရင်အတက်ပညာကတော့တက်ပြီးပညာမလေးလားမကြမရှိပျောက်တတ်သည်ဆိုသလိုပေါ့နော်အဲ့တော့ပြန်ပြီးတော့မလေးကျင့်ခြင်းကအတက်ပညာရဲ့အညစ်အကြေးပါတဲ့နောက်တစ်ခါထားကြောင်းလုံလဝိရိယမရှိခြင်းဒီအင်းရဲ့အညစ်အကြေးပါတဲ့အင်းဆိုတာကိုရဲ့စီးပွားရေးကိုပြောတာပေါ့ဗျာအဲ့တော့စူးစမ်းခြင်းနဲ့ဆိုင်စီးပွားရေးကိုမတည်ခြင်းနဲ့ဆိုင်ဟုတ်ပြီအလောက်ကန်အခွင့်အလမ်းတွေကအဆင်မပြေဘူးမပြေဘူးဆိုတော့အဲ့ဒါကိုပြေအောင်ဘယ်လိုဖန်တီးမလဲဘယ်လိုပြန်ရုန်းကန်မလဲပေါ့နော်ပြန်ပြီးတော့ဘယ်လိုစပြီးတော့ RAM မလဲကိုရိုင်းအကြံမထောက်နိုင်ဘူးဆိုရင်ကိုယ့်ထက်အသိပညာအတတ်ပညာပို့ပြီးတော့အတွေ့အကြုံရှိတဲ့လူစီကဘယ်လိုရှင်းကပ်ပြီးတော့ approach လုပ်ပြီးတော့မှအကြံဉာဏ်တွေယူမလဲပေါ့နော်အဲ့ဒါမျိုးစူးစမ်းဖန်တီးရှင်တဲ့စိုက်မရှိဘူးဆိုလို့ရှိရင်လည်းပဲဒါအဲ့ဒီမိသားစုအဲ့ဒီအိမ်ဟာစီဝါကြားတတ်ပါတယ်တဲ့နောက်တစ်ခါပြင်းကြီးခြင်းကကိုရဲ့အငြိအကျေးပါတဲ့တချို့ရေရှိုးပြင်းတယ်လို့ပေါ့ဗျာနော်အဲ့တော့ခက်ပြင်းသမားတွေဟာခန္ဓာကိုယ်ကိုပြန်ပြီးတော့ကြုံမဆိုင်ဘူးတချို့ရေမရှိုးလေရေရှိုးမမှန်ဘူးဒီနေ့ဒီချိန်တောင်မရှိုးခြင်းဘူးအဲ့မှာနေမကောင်းလို့ရာသီဥတုမမျှလို့ဥမာဆောင်းရာသီရောပေါ့ဗျာအဲ့လိုမျိုးဆိုရင်တော့တိတ်မသိတာဘူးပေါ့ဒါမဲ့အဲ့ဒီပြင်းရီမုံကြောင့်ရေမရှိုးလို့တကိုယ်ရေတကာရအတန်းရှင်းမှုမရှိလို့ကိုအိမ်ထုံကွေးသွားတဲ့ဟာတွေအများကြီးတွေ့ဘူးလေဗျာလားဆိုတော့အဲ့တော့ပြင်းရီခြင်းဒီလေဘက်ခန္ဓာကိုယ်ရဲ့အငြိအကျေးပါအဲ့ဒါ3ခုမြောက်ပေါ့နော်4ခုမြောက်ကပါလဲဆိုရင်မေးလျော့ခြင်းကဥစ္စာကိုစောင့်ရှောက်တဲ့လူရဲ့အငြိအကျေးတယ်ဗျကိုကဒီစီစဉ်ဥစ္စာတွေဟုတ်ပြီစူးစမ်းလို့ရတော့ရရှိတော့ပြီဟိုမှာထားရဒီမှာထားမယ်တိတ်ပြီးတော့ဂရုတစိုက်မရှိဘူးထားတဲ့နေရာကိုလည်းမေ့ရသွားတယ်ဆိုလို့ရှိရင်ဒါပျောက်တတ်တယ်ပေါ့ငငယ်တုန်းကဘေးအိမ်ကိုရောက်လို့ရောက်ခင်မှမသိဘေးမှာကစားလို့ကစားခင်မှမသိဖက်ပျောက်တယ်လို့မျိုးပေါ့ဗျာနော်အဲ့တော့အဲ့ဒါဘေးကလာလဲဆိုရင်မေးလျော့တာကနေလာတာပေါ့နော်နောက်တစ်ခါမကောင်းတဲ့အကျဉ်းကမိမရဲ့အညစ်အကြေးပါတဲ့အမျိုးသမီးရဲ့အညစ်အကြေးပါဥမာကိုသားလင်ပုံမှာကာမဂုဏ်အပြင်သစ္စာမရှိတာပြီးရင်ဒီဖေးရိုက်တတ်တာရှေးထိုးတတ်တာအဲ့ဒါမျိုးအစရှိတဲ့အပြင်ပေါ့နော်သူတစ်ပါးသားလင်ကိုစိတ်နဲ့ကျဲမဲ့မိုးတာစရှိတဲ့အပြင်နောက်ဒီသားလင်အဲ့ထားတဲ့ပိတ်ဆံကိုသားလင်ကိုယ့်ရဲ့အရှင်လင်ယောက်ျားကိုအတိမပေးပေးနဲ့ဒီအသုံးပြုတာဒါမျိုးပေါ့ဆိုတော့အဲ့လိုစရှိတဲ့အပြင်မကောင်းတဲ့ဇယိတ်လက္ခဏာဟာမိမတယောက်ရဲ့အညစ်အကြေးပါတဲ့နောက်တစ်ခါဝန်တိုမှုတဝန်တိုမှုကတော့ပေးလူသူရဲ့အညစ်အကြေးပါတဲ့လှူဒန်းလိုစိတ်ဆိုတာလေဗျာဒီမစ္စရိယပေါ့နော်ကိုရဲ့စီစဉ်ဥစ္စာယရနာကိုတိတ်ပြီးတော့မပေးရလို့ဝန်တိုတဲ့စိတ်ကလာတာပေါ့နော်တကယ်တစ်ဖက်ကလို့လှူရှင်းနေဒါမဲ့တိတ်ပြီးတော့မစွန့်လွှတ်ရဘူးဆိုလို့ရှိရင်လည်းပဲဒီမစ္စရိယဝန်တိုမှုကဒါနတို့လှူဒန်းသူရဲ့အညစ်အကြေးပေါ့နော်နောက်တစ်ခါအကုသိုလ်တရားတွေပေါ့နော်အဲ့ဒီအကုသိုလ်တရားတွေကတော့ဒီဘဝရောတမလွန်ဘဝအတွက်ရောနှစ်ဘဝလုံးအတွက်အညစ်အကြေးဖြစ်ပါတယ်တဲ့နံပါတ်8အညစ်အကြေးကတော့အဝိဇ္ဇာဒီအဝိဇ္ဇာကတော့ရှေးကအညစ်အကြေး9ပါးလုံးထက်ပိုပြီးတော့ဆိုးရတဲ့အဇိုးဝါဆုံးဖြစ်တဲ့အညစ်အကြေးပါတဲ့ကဲပါဒီနေ့9မိနစ်စာဗီဒီယိုကိုဒီနေရာမှာပဲဆုံးသက်လိုက်ပါတယ်နောက်များမှာလည်းပဲဥစဉ်လူဘဝအတွက်အကျိုးရှိစေပြီးတော့ဒီတရားအဖြစ်လေးပဲ
ကိုယ်တိုင်းလူတွေဆိုတာတော့ဗီဒီကတ်သုံးဖုံကိုကိုယ်တိုင်းဖတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အတွက်ဒီအထက်အမှာပေါ့နော်ဦးဇင်း channel တွေကဦးဇင်းတို့တင်ထားတဲ့စာပေတွေကကောင်းတဲ့အရာလေးတွေမှန်တယ်များကိုနောက်များမှာလည်းပဲတင်ပြပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်